watching birds. I'm at Blue Moon Beach. I think it is the best beach in the world. The water is warm and blue. The sand is very white. Blue Moon Beach is my beach. I've lived here all my life. Other people come here for a week or two. They swim at the beach. They come to see the fish too. There are many fish in the water at Blue Moon Beach. အခန်း1 နွေရာသီနေ့ရက်များငါထိုင်ပြီးတော့ငှက်လေးတွေကိုကြည့်နေတယ်။ငါက Blue Moon ကမ်းခြေမှာဒါကကမ္ဘာမှာအကောင်းဆုံးကမ်းခြေတစ်ခုလို့ငါထင်တာပဲ။ရေကအပြာရောင်ဖြစ်ပြီးနှွေးနေတာပဲ။သဲတွေကဖြူခွေးနေတာပဲ။ Blue Moon ကမ်းခြေကငါအပိုင်ပဲ။ငါကဒီမှာတစ်သက်လုံးနေလာတာ။အခြားသူတွေကတော့ဒီကိုတစ်ပတ်သို့မဟုတ်နှစ်ပတ်လောက်ပဲလာကြတယ်။သူတို့ကကမ်းခြေမှာရေကူးကြတယ်။သူတို့ငါးတွေလည်းပဲလာကြည့်ကြတယ်။ Blue Moon Beach ကရေထဲမှာငါးတွေလည်းအများကြီးရှိကြတယ်။ I think it is the best beach in the world. ဒါကကမ္ဘာမှာအကောင်းဆုံးကမ်းခြေလို့ငါထင်တယ်။ I think you are the most beautiful girl in the world. မင်းကကမ္ဘာမှာအလှဆုံးမိန်းကလေးလို့ငါထင်တယ်။ I think he is the best football player in the world. ငါကတော့သူကကမ္ဘာအကောင်းဆုံးဘောလုံးသမားထင်တာပဲ။ My name is Samuel Martin. At home, I'm called Sammy. At school, I'm Sam. I like the name Sam. I think I'm too old to be Sammy now. I'm 15. ငါနာမည်က Samuel Martin. အိမ်မှာတော့ငါ့ကို Sammy လို့ခေါ်ကြတယ်။ကျောင်းမှာငါ့ကို Sam လို့ခေါ်ကြတယ်။ငါကတော့ Sam ဆိုတဲ့နာမည်ကိုကြိုက်တယ်။ Sammy လို့ခေါ်ခံရဖို့တော့ငါကအသက်ကြီးလွန်းနေပါပြီ။ငါအသက်က15နှစ်တောင်ရှိပြီ哦 I live with my mother and father in our hotel, Blue Moon Hotel. When I was little, I loved all the rooms and the stories. I loved the big kitchen and all the food. I liked the people who came to stay. I played with lots of children who came with their families. Blue Moon Hotel မှာငါကအမေနဲ့ဖေနဲ့အတူတူနေတယ်။ငါငယ်ငယ်တုန်းကအခန်းတွေအကုန်လုံးနဲ့လှေကားတွေကိုသဘောကျခဲ့တယ်။ငါကမိဖို့ကြောင့်အကြီးကြီးနဲ့အစားအစာတွေအကုန်တော်တော်သဘောကျခဲ့တာ။လာတဲတဲ့သူတွေကိုလည်းခင်ခဲ့တယ်။လာတဲတဲ့သူတွေနဲ့ပါလာတဲ့ကလေးတွေအများကြီးနဲ့လည်းအတူတူဆော့ခဲ့တယ်။ What I like now are the animals and birds that live near our hotel. I like the sea eagles best. I want to write a book about them one day. They are big, strong birds. Sea eagles are the kings of all the birds. They fly over the water to look for food. ကျွန်တော်အခုတလောတော့ဟိုတယ်နားကငှက်လေးတွေနဲ့တိရစ္ဆာန်လေးတွေကိုသဘောကျနေတာကျွန်တော်ကပင်လယ်သိမ်းငှက်တွေကိုအကြိုက်ဆုံးပါပဲ။ဒီနေ့ကျရင်တော့သူတို့အကြောင်းကိုစာရေးချင်ပါသေးတယ်။သူတို့ကတာမာကြီးထွားတဲ့ငှက်တွေဖြစ်တယ်။ပင်လယ်သိမ်းငှက်တွေကငှက်အားလုံးရဲ့ဘီရင်ဖြစ်တယ်။သူတို့ကရေပေါ်မှာဝဲပြီးအစာရှာလေးရှိကြတယ်။ When I was little, there were lots of sea eagles at Blue Moon Beach. This year, there are only 2 sea eagles. Why? Because there are not many trees now. Sea eagles need trees. Now there are lots of houses. It makes me angry. I don't want the birds to leave Blue Moon Beach. ကျွန်တော်ငယ်ငယ်တုန်းကတော့ Blue Moon Beach မှာပင်လယ်သိမ်းငှက်တွေအများကြီးရှိခဲ့တာပေါ့။ဒီနှစ်တော့ပင်လယ်သိမ်းငှက်2ကောင်ပဲရှိတော့တယ်။ဘာလို့လဲဆိုတော့အခုသစ်ပင်တွေသိပ်မရှိတော့ဘူးလေ။ပင်လယ်သိမ်းငှက်တွေကသစ်ပင်များမှနေတာ။အခုဒီမှာအိမ်တွေအများကြီးပဲကျွန်တော်တော်တော်ဖြစ်မိတယ်။ Blue Moon Beach ကနေပြီးတော့ငှက်လေးတွေကိုထွက်မသွားစေချင်ပါဘူး။ Today is the first day of summer. No school for 5 weeks. 5 weeks to swim and watch the sea eagles. I'm lying on the sand. I'm watching one sea eagles. It is on the rocks at the end of the beach. I haven't seen the other sea eagles today. ဒီနေ့ကနွေရာသီရဲ့ပထမဦးဆုံးနေ့လေးပဲ။ဒီလောက်
လားကျော်လောက်တောင်းမသွားရတော့ဘူးလေတလားကျော်လောက်ရေကူးလို့ရပြီပြန်လဲသိမ်းနဲ့တွေ့ကြည့်လို့ရပြီကျွန်တော်အခုတဲတောင်ပြင်ပေါ်မှာလဲလျောင်းနေတယ်ကျွန်တော်ပင်လယ်သိမ်းနဲ့တခါကိုကြည့်နေတာကမ်းခြေရဲ့အဆုံးမှာကြောက်တုံးတွေပေါ်မှာလေတခြားပင်လယ်သိမ်းနဲ့တခါကိုတော့ကျွန်တော်ဒီနေ့မတွေ့မိသေးဘူး Two men are walking along the beach. I don't think they are here to swim. They are wearing dark clothes. They are wearing shoes and socks. People never wear shoes and socks at Blue Moon Beach. The men stop near me. They look at the rocks. They must be looking at the sea eagle. They talk quietly. Who are they? They see me looking at them and then they walk away. လူကြီးနှစ်ယောက်ကမ်းခြေတစ်လျှောက်လမ်းလျှောက်နေကြတယ်။သူတို့ရေကူးလာတော့မဟုတ်လားဘူးထင်တယ်။သူတို့ကအမဲရောင်အဝတ်စားတွေဝတ်ထားကြတယ်။သူတို့ကခြေအိတ်တွေဝတ်ထားပြီးဖနက်တွေလည်းစီးထားကြသေးတယ်။ Blue Moon Beach မှာဘယ်သူမှခြေအိတ်တွေဝတ်ပြီးတော့ဖနက်ကိုမစီးကြဘူးလေ။သူတို့ကျွန်တော်နားမှာရက်တယ်။သူတို့ကြောက်တုံးတွေကိုကြည့်တယ်။သူတို့တွေပင်လယ်သိမ်းနဲ့ကိုကြည့်နေတာပဲဖြစ်ရမယ်။သူတို့ကြီးတို့စကားတွေပြောကြတယ်။သူတို့ကိုကျွန်တော်ကြည့်နေတာကိုတွေ့သွားတော့လမ်းလျှောက်ပြီးထွက်သွားကြတယ်။ I go for a swim. I love swimming. There are a lot of people in the water today, but not many of them swim out in the deep water. I swim out a long way. There are a lot of fish swimming below me. I lie in the water and look up. I see the sea eagles flying above me. I love being out in the water at Blue Moon Beach. ကျွန်တော်ရေသွားကူးတယ်ရေကူးရတာကိုလည်းကြိုက်တယ်ဒီနေ့ရေထဲမှာလူတွေတော်တော်များများရှိကြတယ်ဘယ်သူမှသိပြီးရေနဲ့ထဲကိုကူးကြဘူးကျွန်တော်ကတော့အဝေးကြီးထိရေကူးလိုက်တယ်ကျွန်တော်အောက်မှာရေကူးနေတဲ့ငါးတွေအများကြီးပဲကျွန်တော်ရေပေါ်ပတ်လက်လန်ပြီးအပေါ်မော့ကြည့်လိုက်တယ်အပေါ်မှာပင်လယ်သိမ်းတဲ့တစ်ကောင်ပြန်ဝဲနေတာကိုတွေ့ရတယ် Blue Moon Beach ကရေထဲမှာဒီလိုနေရတာကိုအရင်ကြိုက်တာပဲ The sun is high in the sky. It's time for lunch and I'm hungry. I swim back to the beach and then I walk back to the hotel. နေလာအတော်မြင့်နေပြီနေ့လည်စာစားချိန်ရောက်ပြီပြီးတော့ကျွန်တော်လည်းဗိုက်စာနေပြီကမ်းခြေဘက်ကိုရေကူးသွားလိုက်တယ်ပြီးတော့ဟိုတယ်ကိုလမ်းလျှောက်ပြန်လိုက်